အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ကိုဖငန်ကျောင်းမှာမိန်းကလေးတယောက်ရုံးလုံးခေါ်တဲ့အသက်18နှစ်ပဲရှိသေးတဲ့မိန်းကလေးတယောက်ပျောက်သွားပါတယ်ခင်ဗျာပျောက်သွားတဲ့အချိန်မှာနေ့လယ်12နာရီမိနစ်40လောက်မှာဘယ်သူဘယ်ဝါမှမသိတဲ့ယောက်ျားလေးလားကောင်လေးလားမသိဘူးဆိုင်ကယ်နဲ့လောက်ခေါ်သွားတာကို CCTV မှတ်တမ်းအရတွေ့ရှိပါတယ်နောက်ခေါ်တဲ့လူကြီးရဲ့စိုက်ကယ်ကဝိတ်အိုင်125အနီညိုလေးဖြစ်ပါတယ်။များပြည်သူများဒီလိုစိုက်ကယ်နဲ့ဒီလိုပုံစံကိုတွေ့ရှိပါကဒီဖုန်းနံပါတ်ကိုဆက်သွယ်လာပေးပါ3996 898 3393ကျေးဇူးပြုရဲ့အားလုံးဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျာ။ကောင်မလေးကအိမ်ကနေစားထွက်ပြေးတဲ့အချိန်ဖြစ်ပါတယ်။အတူတူစစ်ကြည့်ကြရအောင်နော်။ကဲဒီမှာဆိုရင်ယောက်ျားလေးစိုက်ကယ်နဲ့လာပါပြီ။အိမ်ရှိကနေဖြတ်သွားတယ်။သူဒီမှာလာစောင့်နေပြီ။ဟဲ့လားစိုက်ကယ်နဲ့လာချီနေလာကြည့်နေတာဖြစ်ပါတယ်။ဒီမှာဆိုရင်လာကြည့်ပြီးနောက်တိတ်မကြပါဘူး။ကောင်မလေးကထွက်လာဖို့ဒီမှာဆိုရင်ကောင်မလေးထွက်လာဖို့စောင့်ကြည့်နေတာဖြစ်ပါတယ်။အဲဒီမှာဆိုရင်ကောင်မလေးထွက်လာပါပြီ။တက်လာအဲဒီမှာဆိုရင်ကောင်မလေးပြေးလာတာဖြစ်ပါတယ်။တက်လာဒီလူကြီးရဲ့အနောက်ကိုလိုက်သွားတာနော်ဒီလူနဲ့ဒီကောင်မလေးနဲ့ကမတိလောက်ဘူးထင်တယ်ဘာဖြစ်လဲဆိုတော့ကောင်မလေးကဒီကျောင်းကိုရောက်တာ3ရက်ပဲရှိသေးတယ်ဆိုတော့ဒီကျောင်းမှာသူနဲ့ပတ်သက်တဲ့သူကဘယ်သူဖြစ်နိုင်လဲဆိုတော့ဟာလားလူကြီးမိဘတွေကအခုချိန်ထိစဉ်းစားလို့မရသေးဘူးအဲ့ဒါကိုလူကြီးတွေစိတ်ပူနေတာဖြစ်ပါတယ်ဟာဒီလူခေါ်သွားပါပြီနော်